ပြည်သက်ကြီးရေဒီတစ်ခါတင်ဆက်ပေးချင်တဲ့သတင်းလေးကတော့စစ်တပ်အိမ်ကုန်မှာစစ်သားတွေကစောင်းပေါက်စုံနဲ့ပြစ်သွားလို့စစ်သားမိန်းမနဲ့စစ်သားကပောက်ကွဲပြီးတော့ပြစ်သွားတဲ့စစ်သားတွေကိုရန်ကုန်တိုင်းဒေသကြီးကိုတိုက်မဲ့ဆိုပြီးတော့ယခုလိုပဲပောက်ကွဲကညာကြီးချိန်တော်ကြီးအော်ဟစ်ပြောဆိုနေတဲ့ဗီဒီယိုဖိုင်ကိုအများသိရှိစေရန်အတွက်ဖော်ပြပေးလိုက်ရပါတယ်ဒီဗီဒီယိုဖိုင်အပြည့်စုံကိုဆက်လက်ကြည့်ရှုချင်တယ်ဆိုရင်တော့အနောက်မှာအပြည့်စုံဖော်ပြပေးထားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်အေးဖြစ်သွားတာပါရှင်မင်းစစ်တပ်အိမ်ကိုဖြစ်သွားတာပါရှင်အားမစစ်သားကတော့ပြောနေတာဖြစ်သွားတာတော့လာတော့တရားရှင်လမ်းမှာပါ